大家好，အားလုံးပဲမင်္ဂလာပါချစ်ချွာ Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့သင်ခန်းစာ10ကိုရောက်ပါပြီသင်ခန်းစာ10အကြောင်းကိုမြန်မာလိုမျိုးရှင်းပြပေးတော့မှာဖြစ်ပါတယ် Lesson 10သင်ခန်းစာ10第10课数学比历史难多了သင်္ချာကတမိုင်းဘာသာရပ်ထက်ပိုပြီးတော့ခက်ခဲတယ်ပထမဆုံးသင်ခန်းစာအနေနဲ့课文一在教室စာသင်ခန်းထဲမှာပြောတဲ့ dialogue လေးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာဆိုလို့ရှိရင်လည်းဖောင်းယုံနဲ့တာရှမ်းပေါ့နော်တကယ်ချင်းနှစ်ယောက်စကားပြောတဲ့အခန်းလေးကိုပြပြပေးထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တာရှမ်း你和马可写个子高တာရှမ်းပေါ့နော်နင်းနဲ့ mark နဲ့မှာဆိုလို့ရှိရင်ဘသူရဲ့အရက်ကပိုရှည်လဲဆိုပြီးတော့တငယ်ချင်းကမေးပါတယ်အဲ့တော့ဒီတာရှမ်းကပြန်ဖြေတယ်ပေါ့နော်马可比我高马可ကငါထက်ပိုပြီးတော့အရက်ရှည်တယ်我比马可矮一点ငါက马可ထက်အရက်နည်းနည်းပုတယ်ပြီးတော့ဖောင်းရွာဆက်မေးတယ်那你们谁大ဒီနေရာမှာတဆိုတာကကြီးတာဆိုတော့အသက်ကိုပေါ့ပြောတာပေါ့နော်အဲ့တော့那你们谁大ဒါဆိုရင်你တို့ညမှာဘယ်သူကပို့ပြီးတော့အသက်ကြီးလဲဆရာပြန်ဖြေတယ်我比马可大2岁ငါက mark ထက်2နှစ်ပိုကြီးတယ်ဖုန်းရွာဆက်ပြီးတော့မေးတယ်你们谁的汉语说得更好နင်တို့ရဲ့နှစ်ယောက်ထဲမှာပေါ့နော်နင်တို့ထဲမှာဘသူရဲ့ဒီတရုတ်စကားပြောတာကပို့ပြီးတော့ကောင်းလေတာရှန်ပြန်ဖြေတယ်马可比我说的好一些马可ပြောတာကပေါ့နော်ငါပြောတာထက်ဆိုင်ရင်နည်းနည်းပိုကောင်းတယ်我的汉语没有他好ငါရဲ့တရုတ်စကားကသူပြောတဲ့လောက်မကောင်းဘူးဒီသင်ခန်းစာမှာဆိုလို့ရှိရင်စကားလုံးသေးလေးလာဖို့အတွက်ကိုနှလုံးပါတယ်ပေါ့နော်ပထမတစ်ခုကကတ်ဆိုတာကသူ့ရဲ့အရက်အမြင်ကိုပြောတာနောက်တစ်ခုကကျတော့ I ဆိုတာကကျတော့ပူတော့တူတော့เนาะအရက်ပူတာတို့ဘာလို့နေရာမှာသုံးတယ်အဲ့တော့ကတ်ရဲ့ I ရဲ့ဆိုပြီးတော့စကားလုံးလေးအတစ်နှစ်ခုပါပါတယ်ဒုတိယသင်ခန်းစာအနေနဲ့ဆိုလို့ရှိရင်ကြိုက်ကြောက်ရှိပေါ့เนาะဒါကလည်းစာသင်ခန်းထဲမှာပဲပြောနေတဲ့ dialogue လေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ရှောင်းမင်းနဲ့ထုံးရွှေဆိုပြီးတော့သင်ငယ်ချင်းနှစ်ယောက်ပါပါတယ်အရင်ဆုံးရှောင်းမင်းကစပြောတယ်ပေါ့เนาะ我喜欢历史课体育课不喜欢数学课我喜欢历史课ငါကသမိုင်းစာအတန်းကိုကြိုက်တယ်体育课ကကြတော့ကာယချိန်ပေါ့เนาะကာယအတန်းကိုလည်းကြိုက်တယ်不喜欢数学课သူကဒီတင်ချခြင်းကိုတင်ချတန်းကိုတော့မကြိုက်ဘူးပေါ့အဲ့တော့ထုံးရွှေမေးတယ်为什么ဘာလို့မကြိုက်တာလဲပေါ့เนาะ数学也很有意思啊ဒီတင်ချကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့เนาะသူပြောတာကတော့ရှောင်းမင်းကပြန်ပြောတယ်我觉得ငါထင်တာကတော့ဒီ数学တင်ချက比历史难多了တင်ချကပေါ့เนาะဒီတမိုင်းတန်းထက်စားလို့ရှိရင်အများကြီးပိုခက်တယ်我听不懂ငါနားမလည်ဘူးတော့ဒီထုံးရွှေပြောတယ်ပေါ့နော်ရဲတန်းရှင်းစိတ်မပူနဲ့我可以帮你ငါနင့်ကိုကူညီလို့ရပါတယ်ရှောင်းမင်းကပြန်ပြောတယ်好啊ကောင်းပြီ我们每天学多长时间ဒါဆိုရင်ပေါ့နော်ငါတို့နေ့တိုင်းဘယ်နှစ်နာရီလေ့လာကြမလဲ我们ငါတို့每天နေ့တိုင်း学ဆိုတာလေ့လာတာပေါ့နော်多长时间အချိန်ဘယ်လောက်လောက်ငါတို့စာလုပ်ကြမလဲဆိုပြီးသူကပြန်မေးတယ်တော့ထုံးရွှေပြောတယ်1-2个小时吧တနေ့ကို1နာရီ2နာရီလောက်ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်ပါဒီသင်ခန်းစာမှာစကားလုံးအသစ်တွေအနေနဲ့ဆိုလို့ရှိရင်เนาะ历史ဆိုတာကတမိုင်းဘာသာရဲ့ history ကိုပြောတာပြီးလို့ရှိရင်体育ဆိုတာကဒီမှာ PE လို့ရေးထားတယ်ပေါ့เนาะဒါကာယချိန်အကစားလုပ်တဲ့အချိန်တန်းကိုပြောတာဖြစ်ပါတယ်ပြီးတော့ရှုရွှဲကကြတော့တင်ချဘာသာရဲ့တင်ချကိုပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ课文2ပေါ့เนาะတစ်ခုလုံးကိုပြန်ဖတ်ပါမယ်在教室ဒီမှာဆိုရင်ရှောင်းမင်းနဲ့ထုံးရွှေနေပေါ့เนาะ然后我喜欢历史课体育课不喜欢数学课为什么数学也很有意思啊我觉得数学比历史难多了我听不懂别担心我可以帮你好啊我们每天学多长时间1-2个小时吧
OK ဒါဆိုလို့ရှိရင်ခောက်ဝန်ဆန်တတိယမြောက်ဖတ်စာကိုရောက်ပါပြီဒီဟာကြတော့在休息室ဒါကနားနေကန်ပေါ့နော်နားနေကန်ထဲမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်စကားပြောတဲ့ character 2ယောက်ကထုံရှင်းနဲ့ရှောင်လီပေါ့နော်သူတို့2ယောက်ကပြောနေတဲ့စကားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အရင်ဆုံးဒီလောက်ပါပိုင်းဘက်ကစပြောတယ်ပေါ့နော်ထုံရှင်းကပြောတယ်你最近比以前来的早多了搬家了然后你ခုတလောပေါ့နော်အရင်ကထက်လာတဲ့အချိန်စောလာတယ်အိမ်ပြောင်းလာတာလားရှောင်းလေးကပြန်ပြောတယ်ပေါ့နော်是啊ဟုတ်တယ်လေ你不知道你မသိဘူးလားပေါ့နော်မသိဘူးလား我上个月ငါကရှေ့လာတဲ့က就搬家了ရှေ့လာကလေးကငါအိမ်ပြောင်းပြီးသွားပြီ就路20分钟就到မိနစ်20လောက်လမ်းလျှောက်ရင်ရောက်ပြီ同事ပြောတယ်那很方便啊ဒါဆိုလို့ရှိရင်အရန်ကိုအဆင်ပြေတာပေါ့အဲ့တော့ချောင်းလေးထပ်ပြောတည်ရပေါ့နော်我还打算ငါကဆုံးဖြတ်ထားတည်ရပေါ့ဘာလို့ဖို့လဲဆိုတော့买一辆自行车我还打算买一辆自行车ငါကစပိန်ဝယ်ဖို့လဲဆုံးဖြတ်ထားတည်တဲ့骑车ဒီစပိန်စီးပြီးဆိုလို့ရှိရင်ပေါ့နော်7分钟就能到အဲ့တော့စပိန်နာစီးပဲဆိုလို့ရှိရင်တော့9မိနစ်10မိနစ်ထဲနဲ့ရောက်နိုင်တယ်သူရဲ့လုပ်ဖို့ကိုင်းဘက်ကမေးရပေါ့နော်你不是有一辆吗你မှာစပိန်တစ်စီးရှိပြီးသားမဟုတ်ဘူးလားအဲ့တော့ရှောင်းလေးကပြန်ဖြေတယ်那辆太旧了အဲ့ဒီစပိန်ကအရန်ဟောင်းနေပြီ要换一辆သူကအတစ်တစ်စီးလေးချင်တယ်ပေါ့နော်很便宜ဈေးလဲတက်တာတဲ့200块钱ရွာ200 300လောက်ပဲမို့လို့ပေါ့နော်ဈေးလဲတက်တာတဲ့ဒါကြောင့်သူကစပိန်တစ်တစ်စီးလေးချင်တယ်ဆိုပြီးတော့ပြန်ဖြေပြီးတယ်ဒီတငန်းစာမှာဆိုလို့ရှိရင်စကားလုံးတစ်လေးတွေအနေနဲ့ဆိုရင်ဖန်ပြန်ဆိုတာကအဆင်ပြေတဲ့တရောင်တတာဖြစ်တဲ့ဖန်ပြန် convenient အဆင်ပြေတဲ့ဆိုတဲ့အဓိပ္ပာယ်自行车ကြတော့ survey ပြီးချီဆိုတာကြတော့တခုကိုစီးတာပေါ့နော်မခွစီးလို့ရတဲ့ဟာမျိုးပြောတာသူက survey တို့မြင်းစီးတာတို့ဘာလို့ဆိုလို့ရှိရင်လဲချီပဲတုံးတယ်ပြီးရင်ကျို့ပေါ့နော်ကျို့ဆိုတာကကြတော့အဟောင်းသုံးပြီးသားကြီးပျက်စီးနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခွန့်ကကြတော့လဲတာတခုခုပျက်စီးလို့အတက်လဲချင်တာအစားထိုးချင်တာဒီအင်ဂျီလဲတာတို့ဘာလို့နေရာမျိုးမှာလဲသုံးနေပေါ့နော်ခွန့်ချင်းတခုခုဆိုရင်လဲတာပတ်စံလဲတဲ့နေရာမျိုးမှာလဲခွန့်ချန်တို့ဘာလို့သုံးပါလဲ课完生你最近比以前来的早多了搬家了是啊你不知道我上个月就搬家了走路20分钟就到那很方便啊我还打算买一辆自行车骑车7、8分钟就能到你不是有一辆吗那辆太旧了要换一辆很便宜200-300块钱考完试再看分则တင်ငန်းစာလေးမှာတော့ဒီအခန်းသွားကြည့်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်စကားပြောတဲ့ character 2ယောက်ကကြတော့တာရှမ်းရဲ့ကျုံးကျဲပေါ့နော်ကျုံးကျဲဆိုတာကတော့ဒီပွဲစားအေဂျင့်ကိုပြောတာပေါ့နော်တော့သူတို့2ယောက်ရဲ့စကားပြောကန်ဖြစ်တယ်ပထမဆုံးအနေနဲ့တာရှမ်းအစမေးတယ်ပေါ့နော်这两个地方的房子一样吗အဲ့တော့ဒီပေါ့နော်နေရာနှစ်ခုမှရှိတဲ့နေရာနှစ်ခုရဲ့အခန်းလေးတွေကညမှာတူပဲလားတူလားပေါ့နော်အဲ့လိုမျိုးမေးလိုက်တယ်အဲ့တော့ဒီကျုံးကျက်ပြန်ဖြေတာကပုရမတူဘူးနင်ခန့်နင်ကြည့်ပေါ့နော်သူပြောတာကကြတော့学校外边的房子比学校里边的大一些အဲ့တော့ဒီကျောင်းရဲ့ဒီအပြင်ဘက်မှာရှိတဲ့အခန်းပေါ့နော်外边的房子အဲ့ဒီဟာကတဲ့ကျောင်းရဲ့အထဲမှာရှိတဲ့အခန်းထက်大一些နည်းနည်းပိုကြီးတယ်အဲ့လိုမျိုးပွဲစားပြန်ပြောတယ်大小ကကြတော့大小没关系အဲ့တော့ကြီးတာသေးတာကအရေးမကြီးဘူး主要是环境အရေးကြီးတာပေါ့နော်အဓိကအရေးကြီးတာကပတ်ဝန်းကျင်ပဲဖြစ်တယ်သူ့အတွက်ကကြတော့ပတ်ဝန်းကျင်ကအရေးကြီးတယ်哪个更安静ဘယ်ဟာကပူပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ရှိလဲ学校里边的没有学校外边的那么安静
တော့ကျောင်းထဲမှာကကျောင်းအပြင်မှာလောက်တော့တိတ်တိတ်ဆိတ်ဆိတ်မရှိဘူးပြီးတော့哪个方便一些呢ဘယ်ဟာကရောပို့ပြီးတော့အဆင်ပြေလဲ convenient ဖြစ်တယ်ပေါ့နော်အရှိရတင်ငန်းစာမှာလည်းပါခဲ့တဲ့ဟာပေါ့ဘယ်ဟာပို့ပြီးတော့အကုန်လုံးတော့အဆင်ပြေလဲပေါ့အဲ့တော့ဒီမှာပွဲစားကပြန်ပြောရတယ်学校里边比学校外边方便အဲ့တော့ကျောင်းထဲမှာကတော့ကျောင်းအပြင်ထပ်ပို့ပြီးတော့အဆင်ပြေတယ်ပြီးလို့ရှိရင်附近有30个车站အဲ့တော့ဒီအနီးနားပတ်လေပေါ့နော်အနီးနားမှာဆိုလို့ရှိရင်လည်းကားဂိတ်ကလေးတွေက3-4ခုရှိတယ်ဒါကြောင့်မလို့ကျောင်းထဲမှာကတော့သူကပို့ပြီးတော့အဆင်ပြေတယ်ဆိုပြီးပြန်ဖြေတယ်ဒီမှာဆိုလို့ရှိရင်သင်ခန်းစာအတွက်စကားလုံးအသစ်ကလေးပေါ့နော်အဲ့ဒါတွေကကြတော့地方ဆိုတာကနေရာ place ပေါ့နော်နေရာကိုပြောတာ中介ကကြတော့ပွဲစားဒီကြားခံလူကိုပြောတာဖြစ်တယ်ပြီးလို့ရှိရင်主要ဆိုတာကအဓိကကြတော့အဓိကဖြစ်တော့ပြီးလို့ရှိရင်环境ဆိုတာကကြတော့ပတ်ဝန်းကျင်ကိုယ့်ရဲ့ဒီအနီးပတ်ဝန်းကျင်ကိုပြောတာပြီးလို့ရှိရင်附近အနီးအနားမှာကိုယ်နဲ့ကက်ရက်နေရာမျိုးတွေပေါ့နော်ကိုယ်နဲ့နီးနားမှာဘာတွေရှိလဲဥမာကျောင်းဆေးရုံဒီမှာဆိုလို့ရှိရင်ကားဂိတ်ကိုတုံးထားရပေါ့နော်ကျောင်းအနီးနားမှာကားဂိတ်လေးတွေရှိတယ်ဆိုပြီးပြောထားပါတယ်ဒါဆိုလို့ရှိရင်သင်ခန်းစာတစ်ခုလုံးကိုပြန်ဖတ်မယ်ပေါ့နော်第四课再看房子这两个地方的房子一样吗不一样您看学校外边的房子比学校里边的大一些大小没关系主要是环境哪个更安静学校里边的没有学校外边的那么安静哪个方便一些呢学校里边比学校外边方便附近有3-4个车站那今天就到这里谢谢大家ဒါဆိုလို့ရှိရင်ဒီတစ်ပတ်သင်ခန်းစာအတွက်ကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးများတင်ပါတယ် channel လေးကို like and subscribe လုပ်ထားပေးလို့ရပါတယ်အားလုံးပဲ share သင်ခန်းစာတွေကိုလည်းပြန်ပြီးတော့လေ့ကျင့်ဖို့မိနစ်နေကြဖို့မမေ့ပါနဲ့နော်နောက်ထပ်သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ပါမယ်谢谢大家辛苦啦